哪杯？来看，他们家သမီးစကားပြောကြည့်ပြောခိုင်းနော် လေဘယ်ကသားငါသမီးကဦးလင်းကိုလိုက်ပြလိုက်လို့ပြောနော် 哪杯？ ဟဲ့ထဲလေးတွေဇိုင်းပြပါတယ်နော်ဟဲ့လာကြည့်မခအိမ်မှာချမှာလာခဲ့ ထဲရောက်နေတာပြောတာပါအေးသူသမီးရုပ်ကလေးဗန်းပြပြီးလှုပ်စားနေတာ အဲ့ဒါပြောတာကျတို့ကလည်းလာကုန်ပေးကျွေးရလို့အားပေးတာထဲလေးကလည်းစမ်းလို့လေဈေးကရိုက်ဆိုင်ပါကြီး အဲ့ဒါပြောတာဗောညီကွာကိုရန်ကုန်တက်ပြီးဝယ်ပါလား မအားလို့ပေါ့အားကွက်ကိုတက်ဝဲတာကြာပေါ့ဟဲ့မပြောရင်ဆိုရင်လာနေပြီ စုံနေပဲဟေးပြအောင်မယ် အသက်ရှည်ဦးမခုပဲမမူကြီးတောင်ပြောနေရနော် ဘာလဲကျုပ်ကိုအထယ်ဈေးကြီးတယ်တို့အပေါက်ဆိုးတယ်တို့အကျွေးတောင်းတယ်လို့ပြောတာလား ဟုတ်ပါဘူး မမွန်းစီကအထယ်တွေကတန်လဲတန်တယ်လှလဲလှတယ်လို့ပြောနေကြတာဟုတ်မ မလေးမေးစီရထဲတွေကလေအစားတွေကနှက်လဲလှပြီးသားတက်လဲတက်မှာ ဟုတ်ပါပြီဟုတ်ပါ အာမီရောက်ရုပ်ကိုပဲကြည့်လေ ဒီကနေ့မမဝတ်ထားတဲ့ဥစ္စာလည်းလှတယ်တော့ မလေးဒါနှစ်တောင်းမကြုံတော့ဟေးညီတို့ညီတောင်း44ညီဆို38ညီဆို40လောက်ဆိုရင်ရမှာတော့ဟဲ့ကြည့်ပါတယ်ပြမယ် လေပြပါဦးကြည့်အောင်ဟဲ့ဘာလို့တလေးอ่ะချမ်းသာတဲ့ ဩပေါချာရညီအသိကမတင်ဘော ဩ ပေါချာရ ဟဲ့ဒီကောက်ချမ်းသာပစိုးရရောထုံလိုက်လားမမွေးရဲ့မမေတဲတဲတော့လေလာပါအောင်မလေးတင်တော့သေးတာလည်းတင်တော့ မတဲ့တော့မအနီမိုးဝတ်ထားတယ်လို့မျိုးဆိုသမီးဆိုင်ဆို48 50လောက်ဆိုရတယ်ပါတယ်ဆိုင်ပါတယ်ဒီမိုးမြတ်မှာ အော်ကြိုက်ဘူးတဲ့တဲတဲတော့လေအဲ့ မမဝတ်တာကြိုက်တာလား ဒါလေးကြိုက်တာ ဒီ တဲ့ ဆိုင်ကတော့ရှိဦးမင်းအဲ့လောက်အကြီးမထွက်ဘူးရဲ့ အော်ပါအေးမမွေးဒီကောက်မျိုးသွားရဲ့မှာပြီးပါဦး အေးအဲ့လောက်ကြီးအဲ့လိုသူ့အတွက်ကွာချုပ်ခိုင်းရမှာပဲချက်လာပဲချက်လာ မ ပဲ သမီးအဲ့လောက်လည်းမဝပါဘူးရှင်ရလဲ နင်းလေကိုကြီးလင်းဝင်းနေကြချမ်းသာပစိုးလေးတွေပါတယ်မလား မလေးပါတာဗောကိုကြီးလေးရဲ့ဒီမှာလေချမ်းသာမစိုးနေမှာအများကြီး လာကြည့်လင်းရဲ့ ဟောအဲ့ဘက်တော့မလာတော့ဘူးလေမခါတော့ရဲ့လှုပ်ရှုပ်နေမှာဆိုလို့ကိုကြီးလင်းသားလေးကိုလာပြပေးပါလားနင်းလေး နေပြပြပေးလိုက်အေးပြပေးလိုက်မင်း 哪杯？ မခါ他们家သမီးစကားပြောကြည့်ပြောခိုင်းနော် လေဘယ်ကသားငါသမီးကဦးလင်းကိုလိုက်ပြလိုက်လို့ပြောနော် 哪杯？ ဟဲ့လင်းရဲ့နေတိုက်တဲ့အစင်နေကြယူလာတော့ဟဲ့အကုန်လုံးပြသမီးပြပေးလိုက် မမလာကုန်ပြီနော်သုံးစံတိုင်း အေးပါအေးညီတို့ကလည်းတခါတလေလေးပတ်စံလေးပေးဖို့တိကျဝဲဝဲကြည့်ပါဦး ကိုကြီးဒီမှာထက်လေးတွေတွေ့ကိုကြီးလေးပဲမကြီး ခဏခိုင်းမိသွားသေးတယ် ကိုချမ်းမြေလေးကိုကြီးစင်နေလားကိုကြီး နင်းလေးလား ညီနဲ့အဲ့ရောလိုက်ကိုလိုက်တာတော့ဘုတ်ယူလိုက်တော့ မမကျမဒါလေးယူမယ်နော်အေး အမဟာ好冷的哦。နေရပြမအောင်ဟလားမေးသွားပြောမယ်သမီးမေးသွားပြောမယ် ဟဲ့ညီသမီးသားတော့ကအဲ့လိုကြတော့လဲတက်တယ်နော် ဒီတက်တယ်နော်သူပတ်စံပေးဈေးဝယ်ခိုင်းလိုက်တစ်ချက်မှမကွာစေရဘူးတွက်တက်ချက် လဲမာလေးဒါလေးဝယ်ခလိုက် အေးမကြိုက်အေးပါဒီစိုက်ကြီးမှာခိုင်းထားတယ်ဒီစိုက်ကြီးမှာခိုင်းထားအေးဒီငါ ဟဲ့ခါညီကချမ်းသာပစိုးအစိတ်နော်ခွေးအစိတ်နော် ဟုတ်တယ်လေ မဟုတ်ဘူးဟေးငါဒီလိုဟဲ့တကြံဥအခါဥဆိုတော့လေရောင်းမလောက်ဘူးလေပစ္စည်းပပိုးတာဝယ်ခဲ့မလို့ 30ယူမယ်မမ ဟုတ်ပြီ ဟာလေးစကားမဆက်မမတို့မြို့သွားတော့ကျမသမီးလေးထည့်ပေးလိုက်ချင်လို့ အမေကောဝါလို့မရဘူး အေးရဘူးတော့ချာနေပျောက်ပြူသွားမှဖြစ်ညီသမီးอ่ะ လို့ပါကစားခွင့်လေးပို့ပေးချင်လို့ကျမမအားလို့ပါ အမေကစားဝဲဖို့ပေးပါအချိန်မရှိဘူးအမေတော့တမီးအထင်ဆိုင်သွားရအောင် အေးဟုတ်တယ် ဟာမ မ မိုး ပူဟေးငါတော့ YBA တိုးစီမှာလည်းပါတယ်ညီသမီးစိတ်ချအောင်တော့ငါ ဘာဖြစ်မစင်းနဲ့လေတက်စီနဲ့သွားကျမအကုန်ထည့်ပေးလိုက်မယ် အေးပါမပူကွာ तू อ่ะအေးမောင်သားမနဲ့ကစားခွင့်သွားမှာနဲ့လေဈေးလည်းကြီးတယ်နော်အခုอ่ะ နဲ့အကုန်သူစိတ်တွေအကုန်လုံးကျမလုံးလုံးလောက်ထည့်ပေးလိုက်မယ် အေး နော် ဟိုဝါတယ်မအောင် အေးပါခေါ်သွားလိုက်မယ် ပေးထည့်ပေးလိုက်မယ်ရ တလေးကိုပတ်စံပေးလို့မရဘူးဘိုင်းလိုက်တွေပေါ့နဲ့ငါယူသွားလိုက်မယ် အမေသိန်းထည့်ပေးလိုက်သိန်းထည့်ပေးလိုက် အေးဟိုကလေလိုတာရှိလဲငါစိုက်ခဲ့မယ် ဒါကကျမအကုန်ပြန်ပေးမယ် အေးလာသမီးလာ လာခဏနော် အနီမွန်လက်ကိုကိုင်တော့သူများတွေဟိုတုံသေးတွေပါလေမိမှာဆိုတော့တော်လေးတို့အမကစားခွင်းနဲ့ခေါ်ခဲ့ရနော်ဟုတ်ပါဆောတော့ တော့အများကြီးပဲတော့ သွားအမစီး ဟိုမှာရှိတယ်တော့ နေမယ်တော့အေးရေကမဝဲကျွေးမယ်ဟုတ်လည်းပြမယ်
မှာနေတယ်မေလက်အမလက်တယ်လို့လက်အမလုံးလေးအဲ့ဒါလားဟဲ့နင်းငါလာခဲ့မယ် တထေးကိုယ်တိုင်ရောင်းပေးရကျေးဇူးတင်လိုက်တာဒီမှာဒီ9000ကျော်တာလေးတွေကလေ2စီးစီယူမယ်နော်ဟုတ်ဒါလေးက12500ဆိုတမိဒါလေးပြန်ရအောင်လဲဦးအမျက်ကြီးစားလို့ရတာနော်ဘူးလေးတွေနဲ့ဆိုတော့လေဒါလေးကတစ်မျိုး30စီးဒီ73ခွဲတာလေးတွေကဒါတစ်မျိုး20စီလောက်ဟုတ်ဒါလေးကဘယ်လောက်ဒီဟုတ်တထေးဒီမှာဒါလေးကဘယ်လောက်ဒါ14,500အော်အေးဒါလေးက20စီလောက်ယူလိုက်မယ်ဟုတ်ဒါလေးကရောဒါလေးကလာပါတယ် ဟမ်အစင်လေးလာတယ်ချားတာကုန်ပိုးရမယ်မကုန်မလာတယ် သမီးဒါလေးဆိုနဲဦးတင်အောင်လို့ရမှာနော်အမျက်ကြီးစားပြမဆိုးမဲအော်အေးဒါလေးယူမယ်ထမိန်လေးတွေရောကြည့်ချင်သေးတာတော့ ကြိုက်တယ်လို့အဲ့ဒါလို့အေးလေးပဲချပေးလိုက်အောင်လေဟာ အာနာဆရာကြီးတပည့်ရဲ့ဒီမှာနော်အေးတိုက်တယ်နော်အေးတိုက်တယ်နော်ဒေါ်လေးမွားပြောနေမေကိုပြန်ပြောမလဲခိုင်းရေမနေသမီးပြန်ပို့ခဲ့ပြီနော်ဒီသမီးမလဲထိုင်ရခက်ပါတော့ပို့ခဲ့တယ်နော်အစုံပါပြီတော်မဟဲ့သမသမီးကိုတိရစ္ဆာန်ဥယျာဉ်မပို့ပဲနဲ့ခွေးပြခဲ့တယ်ဆိုပို့တယ်လေဒေါ်လေးမိုးပို့တယ်လေဝုတ်တဲ့ခွေးပြခဲ့တာတဲ့ဆိုင်ရှင်လူလည်းမကြားနဲ့လေပြီးတော့ဗါတဲ့ကစားခွင်းဆိုပြီးတော့ပန်းချန်တာအာနာစားမှာကလေးကိုလှည့်ခဲ့တယ်ဆိုမဟုတ်ပါဘူး你ရှောက်ပြောပါနဲ့အဲ့ဒါကစားကွင်းပဲလေဟာလေဗျာခမရသမီးကိုကူခေါ်ပြီးတော့ထိမ့်ပေးရသေးတယ်အဲ့လိုတော့မပြောနဲ့လေဗျာနင်ကဘာကိစ္စရှာရှည်နေရတော့သူ့သမီးကိုကြိုက်တိုင်းလာပြီးရှာမရှည်နဲ့နင်ဘာတိလို့တော့ तू ကငါသမီးကိုလူလဲကြတာသိလားမဟုတ်ပါဘူးဟဲ့ပို့ပါတယ်နင်ကလေးကမပြောတတ်ပဲနဲ့ဘာမပြောတတ်မှာလဲဒီလောက်ပြောတတ်နေတာမကြောက်လားရှင်ချမ်းသာပစိုးကိုလည်းရှင်ကနှစ်ဆတင်ထားတယ်ဇို့စေဒီမဲ့မလဲသိခံနေရနော်ကိုဖောက်တဲ့အိမ်နာနီးချင်းမလို့အမျက်ရမှာရောက်မှာပေါ့နင့်ကငါအမျက်မှာပဲနဲ့ရောက်ပါမလားအမျက်ကိုနှစ်ဆကြီးတင်စရာလားတောင်းတင်ဆိုရပြီပေါ့နင့်ကငါလည်းရောက်လားငါတင်နဲ့အမျက်နင်ကြိုက်လို့ဝယ်တာလေဝယ်ဘူးဘာဖြစ်ချင်တော့ဟဲ့နင်ဘာဖြစ်ချင်တော့ငါနေအမေနေပါဦးမချမ်းသာဆိုင်ကိုကျမကိုယ်တိုင်တက်ဝယ်မယ်တက်ဝယ်မလားသွားမယ်တက်ဝယ်လာပါမေဘာအမေတော့မြင်ရလဲမေနင်းလေးလို့မေပါလေလူပါဝါလို့သမီးတိုင်လိုက်တာသိရမလားကိုယ်တိုင်တက်ဝယ်မယ်သမီးလေလားအမေမလောက်ကြပါဦးဘုံရဲ့ငါသမီးလေးတော်လာနဲ့ရောက်မှမျက်စိထက်သွားလို့ဘယ်လိုဖြစ်ရလဲနင်တို့ကြားပြီးနေမှာပေါ့ကြားတယ်အလင်းနဲ့လိုက်သွားတယ်ဆိုလားပဲအဲ့ဒါပြောတာငါမာရအတနာမဆိုးပဲရောက်ငါသမီးမဆိုးပဲရောက်ဒင်းအသက်အရွယ်ဒင်းရုပ်ဒင်းရည်ဒင်းအသားရည်နဲ့ငါသမီးနုတော်လေးကိုချင်းရအေးဘာစိတ်ကြီးမအောင်ဟဲ့မဖုန်းလာတယ်ဖုန်းရမယ်ပေါ့အေးဖုန်းပြေလို့လည်းမရအောင်ဘလို့မပြေလို့လည်းမရအောင်ငါသမီးလေးမှာနုတော်လေးနင်တို့သိပါလေဟယ်လိုဟေးသမီးဟေးအော်ဆောအပြောမှာပေါ့အမေသဘောတူတယ်လေအမေအဲ့လိုမှသိအမေလိုက်ပေးစားအောင်အမေလာတောင်းလို့ရပါတယ်သမီးရဲ့မလေးအခုမှအလုံးတွေရောအပြားတွေရောအချောင်းတွေရောကြာရဲ့အေးသမီးဟုတ်ပြီအမလေးတော်သေးတယ်ငါသမီးလင်းတော့လိုက်တာကိုချမ်းသာပိုင်ရှင်တထဲနဲ့ထင်းနဲ့ဈေးတော့ဝယ်တိုင်းကောင်သားနဲ့သမီးကိုမျက်လုံးပြုတ်ကြမတန်ကြည်တာကွာဝမ်းသာကြချမ်းသာဆိုင်ရှင်တဲ့ဆိုတော့အလင်းကပဲပြောမှာမူးပြီးများရေရင်းနဲ့ပြုတ်ကြနိုင်လားမသိဘူးမခနင်းလေးယောက်ျားနဲ့လိုက်သွားလားနင်းနဲ့လိုက်သွားမဟုတ်ဘူးလားအဲ့လိုထင်ခံနေတာလေဟုတ်ပါဘူးကျွန်တော်နေမကောင်းလို့အိမ်ထဲမှာအိတ်နေတာငါတို့ကနေနဲ့လိုက်သွားတယ်ထင်နေတာအော်
ချမ်းသာပစိုးပိုင်ရှင်နေရလားနေရဲ့ ချမ်းသာ3ဆိုင်တောင်ရှိရနော်ဟိုမှာပစိုးဆိုင်ဟိုမှာ fashion ဆိုင်ဒီမှာကလေးဝတ်တွေအစုံပဲ တုံးရပဲနော် အေးငါတို့ဟိုဘာတော့နဲ့တွေ့နေမလားမသိ ခွေးလောက်ပါဘူးသူသမီးနဲ့ယူတာပဲသူနဲ့ဘာဆိုင်လို့လဲ ဘူးသူသမီးကချစ်စရာလေးပါငါအဲ့ဘွားတော့မျက်နှာကြောမတက်လို့ ဘာပြေးမှာဟုတ်ပါဘူး ဟဲ့အနိကားတို့မတွေ့ရတော့ကြာပြီလာပါဦးအနိကား အဲ့သမီးလေးကကြည့်ပါဦးမတွေ့ရကြလို့လှလိုက်တာနော် အမလေးအနိကားရေကြိုက်တာကြည့်အေးဆေးကြည့်လက်ကားဆေးအပြင်ကိုလေပို့ပြီးတော့ရှော့ပေးလိုက်အောင်မ မလေးယုံနေငါသမီးလေးကိုအနိက ဒါငါမိမရွာမျိုးတွေလား ဟုတ်တယ် ဟောကျဲလို့ဟေးအိမ်မရွာမျိုးတွေခီးစားလိုက်ပါဦး ပြရဝမ်းသာပါလေ မင်္ဂလာပါဟုတ် ဟုတ်ကဲ့ဟုတ်အခုဒီမှာကြမ်းအေးတားလေးလည်းကောင်းတယ် ကောင်းတယ် ဈေးလေးလည်းမစိုးနော် ရောင်းရမှာရောင်းရ ရက် မှာ ွက်ထဲမှာဆိုကလေးတွေကပေါ်တယ်ရောင်းရမှာဟွန်း ဟေးစီအောင်လောက်ဇကြောလေးလာဆောပေးစားဟဲ့လာစားအော်ဘသူများလဲမှတ်တာခက်ခါတော့ မမဟဲ့ ဒါကလေအရင်တော့အန်တီကစတမာအခုလည်းငါကစတမာပဲမကင်းပါဘူးငါနဲ့လုတ်ပေးလိုက်အဆင်ပြေအောင်မင်္ဂလာပါရှင်ချမ်းသာပစိုးလို့ဆိုလိုက်တာနဲ့အရေးသွေးကောင်းပြီးအဆင့်ဒီဇိုင်းအမျိုးအစားစုံနဲ့ပစိုးအမတ်တစိမ့်ဆိုတာအားလုံးသိပြီးသားဖြစ်ပါတယ်ရှင်ချမ်းသာအထက်လက်ကဒိုင်ကြီးရဆိုရင်တော့အရေးသွေးမြင့်ပစိုးတယ်မကပဲအမျိုးသားဝအမျိုးသမီးဝကလေးဝပါတိတ်လုံကြီးဂျိတ်လုံကြီးတမူးလုံကြီးများမှစ၍ပွဲနေပွဲထိုင်ဝမ်းဆက်များပေါ့ပေါ့ပပအိမ်နေဝတ်တဲ့စပန်ဝမ်းဆက်များတီရှပ်များဂါဝွန်များစကတ်များကြားဝတ်ဆိုရင်လည်းတီရှပ် brand အစုံဘောင်းဘီ brand အစုံများနဲ့ကလေးဝတ်ဆိုရင်လည်းအရွယ်စုံ size စုံအဝတ်အထည်များဝမ်းဆက်များစကားအရွယ်အဝတ်အထည်များစသည့်အထည်အမျိုးမျိုးကိုမြန်မာတိုင်းနိုင်ငံလုံးမှာတနေရတဲ့လက်ကားရနိုင်တဲ့အထည်ဒိုင်ကြီးပဲဖြစ်ပါတယ်ရှင်။တနိုင်တစ်ပိုင်ရင်းနှီးရောင်းချခြင်းသူများမိမိရဲ့အထည်ဆိုင်စတိုးဆိုင်များမှာအဝတ်အထည်များကို fashion ကြဒီဇိုင်းများကိုဈေးနှုန်းတက်တမမှန်ကန်နဲ့ပြန်ရောင်းချခြင်းသူများချမ်းသာသာလှမ်းလာခဲ့ပါရှင်။ချမ်းသာအထည်ဆိုင်ရဲ့လိပ်စာလေးကတော့ရန်ကုန်မြို့ဗညာတလလမ်းတောင်မင်္ဂလာဈေးကားထွက်ပေါက်ရှိ121လမ်းထိပ်အမှတ်88 89ဖြစ်ပါတယ်ရှင်။